ဟယ်လိုမတွေ့ရကြပြီနော်နေကောင်းရလားအဲ့ဒီလိုကျွန်တော်နှုတ်မဆက်ချင်ဘူးဒီနေ့ဒီချိန်ဒီနေရာမှာကျွန်တော်အတန်ကိုနားထောင်နေနေတာတခုနဲ့တင်ခမည်းဟာဘဝမှာလုံလုံလောက်လောက်ကြန့်ခိုင်အောင်နေထိုင်နိုင်ခဲ့တယ်လို့ကျွန်တော်ယုံကြည်လို့ပါခမည်းရဲ့ဘဝမှာပျော်ရွှင်စရာနေ့ရက်တွေကိုပိုက်ဆိုင်မှုသလိုနာကျင်စရာနေ့ရက်တွေကိုလည်းပိုက်ဆိုင်မှုမှာပါပဲဘဝဆိုတဲ့အတိတ်ပဲပျောက်ဆုံးသွားသည့်အထိအားငယ်ဘူးစလားတကယ်လို့များဘဝဟာအတိတ်ပဲမရှိတော့ဘူးလို့တွေးမိနေတယ်ဆိုရင်ကျွန်တော်ပြောမယ့်စကားလေးတွေကိုခဏလောက်ဆက်ပြီးနားထောင်ပေးပါလားအတိတ်ပဲမရှိတော့တဲ့ဘဝမှာအတိတ်ပဲမရှိတဲ့စကားသံတစ်ခုခုကိုနားထောင်နေရတာကလည်းတခါတလေကျတော့အတိတ်ပဲတစ်ခုခုဖြစ်ကောင်းဖြစ်လာစေနိုင်တာပေါ့ခမည်းဟာခုချိန်မှာရာရာပြည့်စုံနေတဲ့သူဖြစ်ကောင်းဖြစ်နေလိမ့်မယ်ဒါမှမဟုတ်ဖြစ်ချင်မှလည်းဖြစ်လိမ့်မယ်ဒါကြောင့်အတွက်တော့ပြည့်စုံမှုဆိုပြီးစိတ်ပင်ပန်းမခံပါနဲ့အောင်အရာအလုံးပြည့်စုံတဲ့သူဆိုတာလောကမှာရှားပါတယ်ကျွန်တော်တို့အားလုံးဟာလူသားတွေပါပြည့်စုံဖို့မလိုအပ်ပါဘူးအားနည်းချက်တွေအများကြီးရှိနေတဲ့လူသားတွေပါဒါကြောင့်အားငယ်လို့ရတယ်ပြင်ပန်းလို့ရတယ်အဲ့ဒီလိုပဲကျွန်တော်တို့ဟာအားနည်းချက်တွေကြားကစူးစမ်းရသူတွေမို့လို့စူးစမ်းရသမျှအရာထင်လာတဲ့အခါမှာလေအရာရာပြည့်စုံနေတဲ့သူတွေထက်ပိုပြီးနှစ်နှစ်ချက်ချက်ပျော်ကြရပါတယ်ဒါကြောင့်အားနည်းချက်ရှိတာကိုဝမ်းနဲ့အားငယ်မနေပါနဲ့ငါကလူသားတစ်ယောက်ပဲဆိုတာကိုလက်ခံပေးလိုက်ရုံပါပဲဒါဟုတ်သီလားကျွန်တော်တို့ဟာလူဖြစ်နေတဲ့အတွက်ပိုကောင်းတာတွေရှိသလိုလူဖြစ်နေတာကြောင့်ပဲတချို့သောကန့်သက်ချက်တွေကိုလည်းလက်ခံလိုက်နာရပြန်တယ်ရိုးရိုးရှင်းရှင်းပြောရရင်အသိဉာဏ်နဲ့ထိန်းချုပ်ထားတဲ့ကျင့်ဝတ်တွေပေါ့ကျွန်တော်တို့ရဲ့ပျော်ရွှင်မှုအတွက်သူတစ်ပါးကိုမနာကျင်စေရဘူးကျွန်တော်တို့အဆင်ပြေဖို့အတွက်သူတစ်ပါးရဲ့ပျော်ရွှင်မှုကိုမဖျက်ဆီးရဘူးဆိုတဲ့သိငယ်တဲ့ကျင့်ဝတ်လေးတွေပေါ့အသိဉာဏ်ရှိတဲ့လူသားတွေဖြစ်တဲ့အတွက်ကိုယ်ပိန်းအင်ကနာရေးဖြစ်နေရင်တောင်မှစိတ်ပါလက်ပါမပျော်သင့်ဘူးဆိုတဲ့ကျင့်ဝတ်လေးတွေကကျွန်တော်တို့နှလုံးသားမှာအမြင့်တွယ်ပြီးသားပဲရင်ထဲမှာမျက်ရည်ကျလို့မတဲ့ဝမ်းနဲ့ပူဆွေးနေရရင်တောင်မှငါ့ကိုမိခိုနေတဲ့လူတွေအတွက်ငါအားနည်းလို့မရဘူးဆိုတဲ့ကိုတားမြစ်တဲ့သတ်မှတ်ချက်တွေနဲ့ရှုံးနေသွားရင်တောင်မှရှုံးနေမှုအတွက်စိတ်ခွန်အားကြပြလို့မရတဲ့အဖြစ်တွေကျွန်တော်တို့ဘဝမှာအချိန်ချင်းကြုံမှုသားပဲမဟုတ်လားဒါပေမဲ့ဒါကပင်ပန်းဆင်းရဲမှုမဟုတ်ပါဘူးဒါကိုကကျွန်တော်တို့ရဲ့လူဆိုတဲ့ဖြစ်တည်မှုမဟုတ်လားမွေးဖွားတယ်ရှင်သန်တယ်နာကျင်တယ်ပျော်ရွှင်တယ်ချွတ်ချင်းစက်ခါအရတာတွေကိုအကုန်ကြုံရဖို့ဖြစ်တည်ခဲ့တာမဟုတ်လားလူရဲလို့ဖြစ်လာခဲ့တဲ့အချိန်ကစပြီးတခုခုတော့ဖြစ်ရမယ်ဆိုတဲ့အတန်တွေကျွန်တော်တို့ပတ်ဝန်းကျင်မှာခဏခဏကြားနေကြရပဲမို့လားကြီးလာတဲ့အခါဆရာဝန်ကြီးဖြစ်ရမယ်အင်ဂျင်နီယာကြီးဖြစ်ရမယ်စတဲ့အကြောင်းအရာတွေပေါ့ဘာကိုမှတန်မိုးမထားကျင်တော့ဘူးဆိုတာတကယ်တော့တန်မိုးထားရမှာတွေအများများလို့ခမည်းရဲ့စိတ်ကခဏနားချင်နေတာပါဒီတော့တခုခုတော့ဖြစ်ရမယ်ဆိုတဲ့အတန်တွေကိုခဏဘေးဖယ်ထားလိုက်ပါအခုအဲ့ဒီတန်မိုးတွေကိုခဏခွာချလိုက်ပါဘာမှတန်မိုးမရှိတဲ့အရာတွေဖြစ်ပဲမြင်ကြည့်လိုက်တဲ့အခါခမည်းမှာဘာအမှားမှမရှိတော့ဘာအရှုံးမှမရှိတော့ဒီနေ့အတွက်တော့တေးသေးလေးတွေမှာပဲအထိပ္ပယ်ရှာကြည့်ပေါ့အသက်ရှူနေတာရေတစ်ခွက်တောက်ပြစ်တာဒါတွေဟာသိငယ်တဲ့အောင်မြင်မှုလေးတွေလို့စဉ်းစားကြည့်ကြရအောင်လားတချို့လူတွေမှာပုံမှန်အသက်ရှူနေရတောင်မှပင်ပန်းခက်ခဲနေတဲ့သူတွေရှိတယ်ရေတစ်ခွက်တောက်ပြစ်ဖို့တောင်မှမနေလှုပ်ရှားရုန်းကန်နေရတဲ့သူတွေရှိတယ်ဒီတော့ကိုအရန်ကြီးမရက်ဆက်လိုက်ပါနဲ့မနှိမ့်ဆက်လိုက်ပါနဲ့ဘဝရဲ့သိငယ်တဲ့အောင်မြင်မှုလေးတွေကိုမြင်အောင်ကြည့်လိုက်ပါမနက်ခင်းကိုကြည်ချင်းလင်းလင်းနဲ့နိုးထလာတာလည်းကျွန်တော်တို့အတွက်တော့သိငယ်တဲ့အောင်မြင်မှုတစ်ခုလို့ယူဆလို့ရပါတယ်တကယ်တော့ဒီလိုခံစားနေရတာခင်ဗျားတယောက်တည်းမဟုတ်ပါဘူးအတိတ်ပဲမဲ့လို့ခံစားရတဲ့အချိန်တွေက
အဆုံးသက်မဟုတ်ဘူးဒါဖြတ်တန်းနေတဲ့လမ်းအပိုင်းအစတစ်ခုပါပဲဒီလမ်းအပိုင်းအစကိုခင်ဗျားလိုပဲကျွန်တော်လည်းဖြတ်တန်းခဲ့ဘူးတယ်ဖြတ်တန်းနေစေပဲကျွန်တော်လိုပဲတခြားသူတွေလည်းဖြတ်တန်းနေဦးမှာပဲအဲ့ဒီလိုပဲဖြတ်တန်းခဲ့ပြီးအောင်မြင်မှုတွေပိုင်ဆိုင်ကောင်းပိုင်ဆိုင်နေရနိုင်တယ်ဒီနေ့ဘာမှမပြောင်းလဲခြင်းနဲ့ရပါတယ်ဒါပေမဲ့ကိုအချိန်လေးခဏပေးလိုက်ပါကိုခဏလေးချစ်လိုက်ပါမနေ့ဖြတ်မှာဘာဖြစ်မလဲမသိနိုင်ဘူးဒါပေမဲ့ရှင်သန်ကြည့်ကြရအောင်ဆိုတဲ့အကြောင်းပြချက်လေးတစ်ခုလေးနဲ့ပဲဆက်ပြီးရှင်သန်ကြည့်လိုက်ပါမမေ့ပါနဲ့ခမားတည်ရှိနေခြင်းကိုယ်တိုင်ကိုကလူဖြစ်ခြင်းရဲ့အနှစ်သာရဆိုတာမမေ့ပါနဲ့